flag ကော trigger ကောနှမျိုးလုံးသုံးလို့ရတယ် touch နဲ့လည်းဟုတ်တယ် type C နဲ့လည်းဟုတ်တယ် hello အားလုံးမင်္ဂလာပါကျွန်တော်မင်းသားပါကျွန်တော်ပစ္စည်းတစ်ခုအသစ်ဝယ်ထားတယ်အဲ့ဒီဟာကို unboxing လုပ်မှာဖြစ်တယ်အရင်ကတော့အဲ့မျိုး video မျိုးမလုပ်ဘူးပေါ့အခုကြိုက်တာကိုသုံးတယ်မကောင်းရင်မကောင်းဘူးကောင်းတယ်ကောင်းတယ်အများပြောတဲ့သူဖြစ်တဲ့အတွက်ဘယ်ပစ္စည်းကိုမှ unboxing လုပ်ပြီးတော့ကျွန်တော်ပေးတာမျိုးမလုပ်ဘူးပေါ့နော်အခုကျွန်တော်ဖောက်ပြမယ့်ပစ္စည်းကတော့ Godot ကနေထုတ်ထားတယ်ပေါ့နော်ဒီ ID 30 Pro ဆိုတဲ့ flat လေးဖြစ်ပါတယ်ကျွန်တော်က RP ကိုင်နေဆိုတာတော်တော်များများသိပြီးသားပဲဖြစ်မှာပေါ့နော်ကျွန်တော် full frame ဖြစ်တဲ့အတွက်ကျွန်တော် body မှာတစ်ခါလေးပါ flat မျိုးမပါဘူးပေါ့နော်ကျွန်တော်ကလက်ရှိဘန်ကောက်မှာနေနေတာဖြစ်တဲ့အတွက်ဘန်ကောက်မှာ outdoor shooting တွေရိုက်တဲ့ချိန်ကျရင်ကျွန်တော်တခုခု lighting လိုတဲ့အခါမျိုးကျရင်ကျွန်တော်ရဲ့160လို့မျိုး flat မျိုးထုတ်သုံးလို့မရတဲ့နေရာမျိုးတွေရှိပါတယ်အောက်တိုရတဲ့ချိန်ကျရင်ဒါနေကင်းပိုင်းနေကြရင်အခက်တွေ့ရမျိုးရှိရပါတော့။ line ပေါ်မှာဆိုရင် flat pussy နောက်တောက်လေးတွေအများကြီးရှိရပါတော့။ဘယ်လိုဖြစ်ဖြစ်ဒီ trigger site လောက်လေးတွေကသုံးရပြီးတော့အရန်အဆင်ပြေတယ်။တရားပြရလည်းအဆင်ပြေတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီ pussy နောက်တောက်လေးတွေကိုဝယ်ဖို့ကျွန်တော်တိတ်ပြီးတော့စိတ်ကူးမရှိဘူးပေါ့နော်။တရက်မှာဒီ Godot ကထုတ်တဲ့ ID 30 Pro သွားပြီးတွေ့ရပေါ့နော်။ဒီကောင်ကကျတော့ flat လည်းဟုတ်တယ် trigger လည်းဟုတ်တယ်။ပြောမယ်ဆို2 in 1ဖြစ်နေတာ။ကျွန်တော်တော်တော်သဘောကျသွားတာ။သူကအယောင်2မျိုးနဲ့ထွက်တယ်။အမဲရောင်ရယ်ငွေရောင်ရယ်ဆိုပြီးထွက်တယ်။ကျွန်တော်ကင်မရာကကျတော့ရွှေရောင်ဘက်ကိုသွားတဲ့အယောင်မျိုးအယောင်အဖြော့ဆိုတော့အမဲနဲ့ဆိုတော့တိတ်တော့မလိုက်ဘူးပေါ့နော်။အဲ့ဒါငွေရောင်ကတော့တော်တော်လေးအဆင်ပြေမှာပဲပေါ့နော်။အဲ့ဒါနဲ့ဈေးစုံစမ်းကြည့်တော့ဘတ်2000ဝန်းကျင်လောက်ရှိရပေါ့နော်။အဲ့တော့ဈေးကပြောရမယ်ဆိုရင်ဒါများတယ်လို့ပြောလို့မရဘူး။မြန်မာငွေနဲ့ဆိုရင်3သိန်းတောင်မပြည့်တဲ့အနေထားဗျာ။အဲ့ဒါနဲ့ရဲစွန့်ပြီးတော့ဝယ်လိုက်တယ်ပေါ့နော်။လုံးဝ unboxing အသိတဲ့တော့မဟုတ်ဘူးနော်။ကျွန်တော်တစ်ချက်တော့ဖွင့်ကြည့်ပြီးသွားပြီ။ဘာတွေပါလဲဆိုတာပေါ့နော်။ကျွန်တော်တစ်ခါမှမသုံးဘူးတဲ့သူဆိုတော့တစ်ချက်ဖွင့်ကြည့်လိုက်တာပေါ့နော်။ကျွန်တော်ကတော့ဆက်ပြီးသွားပြီ။တော်တော်လေး fine လို့ဒီ video လေးလုပ်ပေးရပါတော့။ဒါတော့ user guide ပေါ့နော်။စာလာပါတော့ဖွင့်ပြမယ်တော့ဗျာ။ပစ္စည်းလေးပါ။ဒါကျွန်တော်ရဲ့ Canon အတွက်ပေါ့နော် Canon အတွက်ဆိုဝယ်ထားတခြားဘာပါလဲဆိုတာပြအောင်မယ်တရုတ်တွေကအရန် customer ဆွဲဆောင်မှုကောင်းတယ်အိတ်လေးပါတယ်ဆက်စရာလေးနောက်တစ်ခုဒါလေးကဂျိုးဒီဂျိုးကကျွန်တော် power ကျွေးတဲ့ဂျိုးပေါ့နော်ဒီမှာ type C နဲ့ပဲ power ကျွေးတဲ့ဟာအဲ့တော့ဒီနေ့ခေတ်မှာတော့ဘယ်သူမှမဆို type C ဂျိုးတစ်ချောင်းရှိတဲ့ဖြစ်တဲ့အတွက် power ကျွေးရဖို့အဆင်ပြေပေါ့နော်တက်ခဲတွေပဲဘာမှအာရုံနောက်ဆရာမလိုဘူးသူကဒီမှာ shutter ရှိမယ်ပေါ့နော်ကျွန်တော်တို့မီးအပြင်အပြော့ကိုကစားပေးမယ့်ဟာရှိရပေါ့နော် power ဖွင့်ကြည့်အောင်နော်ဒီကျွန်တော်တို့ဒီမှာ manual ရှိမယ်မီးအားကဒါ 1/1 ကနေ 1/16 ထိပေါ့နော်အပြင်းဆုံးအပျော့ဆုံးကစားလို့ရမယ်ဒီမှာ manual multi TTL ဆိုပြီးပြန်ပြောင်းလို့ရတယ်ပေါ့နော် TTL နဲ့လည်းဒီ flag ကသုံးလို့ရတယ်ဗျာဒီ flag နဲ့ပဲကျွန်တော်တို့ကသူ့ receiver လုံးမလားဒါမှမဟုတ် transmitter လုံးမလားဆိုပြီးတော့ပြန်ပြောင်းလို့ရတာပေါ့နော်အပြောင်းမယ်ဆိုရင်ကျွန်တော်ဒီထဲမှာ touch နဲ့ပဲပေါ့နော်ကျွန်တော်တော့ပြောင်းလို့ရတယ်ဒီကောင်တော့ကျွန်တော်တို့ flag ဖြစ်တယ်သူက trigger အနေနဲ့သုံးပါပေါ့နော်ဒါကတော့ receiver အနေနဲ့သုံးပါပေါ့နော် trigger အနေနဲ့သုံးတဲ့ဟာလေးကိုရွှေ့လိုက်မယ်ပြီးဒီ wifi တက္ကတာထဲမှာဝင်ပြီးတော့ကျွန်တော် channel ID ချိန်လို့ရတယ်လို့လည်းကျွန်တော် channel 1ပဲထားတာပါနော်ဒီထဲမှာတော့ဒီမှာ GR ပေါ့နော်ဒီမှာ high speed လည်းပါတယ်ဗျာဒီမှာ group ABC ကျွန်တော်တို့ပြန်ဖွင့်ပေးလို့ရပါတော့ဒါဒီမှာဆိုရင် TTL ဒါ manual เนาะဒါ B ပေါ့ group B ဒါ group C ပေါ့နော်ပြီးရင်ဒီကောင်ကို B ကိုကျွန်တော်မသုံးတဲ့အတွက်ပိတ်ထားလိုက်မယ်ကျွန်တော် A ကိုပဲကျွန်တော်ဒီမှာအမီအတိုး shot ကိုလည်းဒီ wheel လေးနဲ့ပေါ့နော် set နဲ့အတိုး shot လုပ်လို့ရပါတော့4လောက်ထားလိုက်မယ်ပြီးရင် set လုပ်လိုက်မယ်ပြီးရင်ဖောက်เนาะဒါဆိုရင်ဒီမီပါပေါက်သွားပြီပေါ့နော် flag ကော trigger ကောနှမျိုးလုံးသုံးလို့ရတယ် touch နဲ့လည်းဟုတ်တယ် type C နဲ့လည်းဟုတ်တယ် high speed လည်းရတယ် TTL လည်းပါတယ်ဗျာတော်တော်ကြီးကို fine နဲ့မြန်မာငွေရလည်း3သိန်းပတ်ချလိုက်လောက်ပဲဒါပေမဲ့ကျွန်တော်ကတော့ New Year စနစ်ဆေးမှာတော့ကျွန်တော်ဝယ်ထားမလို့အဲ့ဆေးနဲ့ရပါဘောနော်လိုချင်တဲ့သူများရှိရဆိုရင်ကျွန်တော်ကိုချက်ပေါက်မှာလာပြီးတော့မေးမြန်းပြီးတော့မှာယူလို့ရပါတယ်အယောင်ကတော့2ရောင်ရှိရယ်ငွေရောင်နဲ့အမဲရောင်ဆိုပြီး2မျိုးရှိရယ်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ညီကိုများအားလုံးကိုကျေးဇူးတင်ပါတယ်